နမူနာလေးအရင်ပြောပြဆရာတော်ကဟို2004-5လောက်ပေါ့ကျောင်းကလည်းတေးလေးပေါ့ဗျာကျောင်းကလည်းတေးလေးဟိုချန်စီလည်းမရှိတော့မြက်လေးတွေပါဒီကိုရင်လေးနဲ့ကိုဖာသာကိုပဲမြက်တရရှိလို့ကိုရင်လေးတွေထိုင်မိနေတော့တင်းညံတော့တရားလေးနားမယ်ကွာဆိုပဲဝကြီးတို့ပြမှာတရားစခန်းရှိမျိုးသမီး6လောက်တို့ရက်ကွက်ပါပဲဆိုဆရာသင်္ကန်းလေးတို့ခြုံထားတယ်ညနေပဲလေးဆိုတော့ကိုရှင်နာလာပြီးတော့ကိုကွယ်ရကိုကြောပေးပြီးတော့ဟေးတဲ့ဒီကဓမ္မစီဆိုတဲ့ကိုတော့သိတာငါ့ကိုတရားထိုင်ပြီးထွက်လာတာတွေ့တော့မတွေ့ဘူးတဲ့ပုံစံလူကတော့အမိုက်စားတော်တယ်ငါ့ကိုအခုမဟုတ်ဘူးတော့2004လောက်ကပြောတာအခုတော့60နဲ့ကလည်း2004ဆိုတော့ဘယ်လောက်လဲ15လုံးနဲ့15နဲ့ကလုံးနဲ့15နည်းနည်းလေးချောသေးတယ်ပေါ့ဗျာ15နဲ့ကလူကတော့အမိုက်စားတော်တယ်အဲ့ဒီငါပြောတာဟောဟုတ်တယ်ကိုချင်းမြောက်တာလေဆက်ပြောတယ်ဒါပေမဲ့ဟာမမိုက်ပါဘူးတဲ့အဲ့တိတ်ယောဂီတွေက तू ရတဲ့ဝင်ကြီးကြော်တွေတထေးကြော်တွေမှာအဲ့ဒါမှလက်ခံရတယ်တို့လိုအနှုတ်ဆုပ်ကုစုတွေသူ့ကြောင့်နဲ့ပေးမလို့ကြောက်အမြတဲကြောင်လေးအခုဆိုရင်ဟုတ်တယ်ကိုတထေးဖြစ်နေအဲ့တော့မဟုတ်ဘူးနော်တဲတော်မှာမမှုန်နိုင်ဘဝကကိုအောင်မြင့်ရခန့်တည်းနော်ဓနိကြံနေနဲ့ဘာဓနိကြံနဲ့ဘာမှမသိပဲရမ်းချပဲကြောင်းဝင်းလည်းမကြည့်ပဲနဲ့အခုဆိုရင်တော့ထားတော့ဟာကြောင်ရီကူခံကြီးတွေနဲ့တိုက်ကြည့်တော့โอเคဘာကားမှလည်းမရှိဘူးဒါတော့မနှဲလုံနေရတာအဲ့ဒါတထေးတွေတဲ့ဘိုလ်ချုပ်တွေအဲ့လိုဟာမျိုးတွေမှာလက်ခံတာတို့လိုမျိုးတွေလှဲ့တော့မကြည့်ပါဘူးတရားဟောတော့ရေးတယ်မိုက်တယ်တော့တယ်ဒါမသိဘူးနော်ရမ်းချတယ်အဲ့နဲ့ကိုကြီးငါ့ကိုဆရာတော်တို့မခေါ်နဲ့ဆက်ပြောပါစလို့သင်္ကန်းလေးချုံပြီးအနားထိုင်နေတယ်ဟုတ်ပြီနော်ဟာဆရာတော်ငါကပ်ပြီးငါအတင်းနေပြောတယ်ကွယ်ကြည်စမ်းမောင်ခုတော့သူတို့ကဘွားကြီးတွေဖြစ်သွားပြီသူအခုတော့ရှိုးလို့ချက်တဲ့ဖြစ်နေအဲ့ဒါကသူတို့ရဲ့ဘွားကြီးတွေဖြစ်သွားပြီအဲ့ဒီကလည်းကြောက်ဖြတ်ဆိုစိတ်ကလေးတောက်ပြီးတော့ကြည်စမ်းစိတ်ကလေးကိုကျွန်တော်တို့တန်ရှင်းတဲ့အမိုက်တော်တို့ပြတ်ဆိုပြက်တယ်ဟာလုတ်သွားပါအောင်မဲတဲ့ကောင်မရတဲ့ပိုလိုတွေပါနေနဲ့တဲ့ဘယ်ရလဲတဲ့မနေ့ကဘုန်းကြီးဘွဲကတ်တုံးကဘုန်းကြီးတွေကယူထားတာစီစီရလို့မှတ်ပါဘာမှနော်အဲ့တော့ဟိုဇဝန်းထွတ်တို့ရဲ့အဖိုးရွှေတဲ့ညုံကတချင်းလေးတစ်ပုတ်ရေးဦးတယ်ကျင်းမနိုင်မှာလိုက်ရနဲ့လုံနေတဲ့ပုဂ္ဂိုလ်ပိုတော့ကတော့ဒေါ်အေးမိဆိုတယ်ဒီဘက်ခင်မှာတော့ဒေါ်တင်တင်မြတ်ပြန်ဆိုရောဆရာကြီးကြားဘူးလေနော်အဲ့ဒီရောဆရာကြီးရဲ့တချင်းမှာဟိုနေ့ကဒေါ်အေးမိကပြောတယ်ဒီနားမှာရွှေတန်ညွန့်ဆိုတာရှိတယ်တဲ့အလကားလိုက်ရလို့ဆိုတချင်းလေးကိုလေရွှေတန်ညွန့်ရှိမှာစာရေးတာသင်ပါလားတဲ့ရှင်များစာရင်လေးနာမည်ကျော်အောင်ကျမဆိုပေးမယ်ဒေါ်အေးမိကအဲ့ဒီတချင်းထဲမှာယောဂီမမတွေညီမတွေအတွက်ပု္ပ္ပာတွေတပု္ပ္ပာပါတယ်အဲ့ဒါကတော့အဲ့ဒီယောဆရာလုပ်တဲ့ပုဂ္ဂိုလ်ကသူ့ကိုယ်သူယောမျိုးကပြန်ခဲ့တယ်လို့ထင်အောင်လို့တခုတော့သူကတူတယ်ဒါကြောင့်လို့နာမည်နဲ့တော့လိုက်ပါတယ်ကွယ်ယောလုံကြီးလည်းအမြဲဝတ်ပါတယ်ကြံတာဘာမှမတတ်ပါတယ်လေနာမည်နဲ့တော့လိုက်တယ်ယောသူကြည့်လိုက်အမြဲတမ်းယောပစိုးလေးနဲ့စေဝါလဲသူနာမလဲအင်းလက်ပွဲခဲလဲဘာနာမလဲဟုတ်ပြီနော်ဆိုဘာမှတော့မတူတဲ့သူကသူ့ကိုကြည့်လိုက်လို့ရှိရင်တော့အမြဲတမ်းယောလုံကြီးလေးဝတ်လို့နာမည်နဲ့တော့လိုက်ပါတယ်ကွယ်ယောလုံကြီးလည်းအမြဲဝတ်ပါတယ်နာမည်နဲ့တော့လိုက်ပါတယ်ကွယ်ယောဂီရောင်လည်းအမြဲဝတ်ပါတယ်ဒါပေသည်ယောဂီလို့မကျင့်သုံးရင်ညီတို့ရှိရောက်လာပြီတော်ပြီငကိုရပြောရောက်မယ်လို့ပြောထားတယ်ဘယ်လိုလဲလဲအောက်ကညူညူလေးအပေါ်ကအဖြူလေးမြတ်တာတို့ရလားဓမ္မစကြာပဋ္ဌာန်းဒါတိုင်းဒီတတ္တမဗျူဟာပုဂ္ဂိုလ်တွေတော့ရှိစီတော့ထွင်းချက်ဟုတ်ပြီနော်ယောဂီတို့ပြီးရင်ဒီဓမ္မယုံမှာလာပြီးလို့ရှိရင်နောက်တစ်ချက်ပြောလိုက်အောင်မယ်ပရိတ်တွေပဋ္ဌာန်းတွေရွတ်တဲ့အခါကျရင်မလေးမဆန်းမလုပ်ပါနဲ့ဟိုအပြင်ကနေကြားနေရဇေဂရုရဘာတွေ့လားအဘာကြီးလေချင်းခတ်နေတာလေဒီထဲမှာအသံကြားနေဟေတုအယတံနုဘာဝတောအဲ့ဒီတိုင်းရဟိုမြောက်ကလားနေပရိတ်ရွတ်ကြားနေရတယ်အတန်ချက်စကြီးထဲမှာလေဇေဂရုရဘာဒီဘုံအဲ့လိုမလုပ်ပါနဲ့ရိုးဘေးကတယောက်ခတ်ခိုင်းခတ်ခိုင်းပါဟုတ်တယ်နော်ဘလို့ရွတ်လဲလှုပ်ဘူးလားမေးတာဟောတွေ့ဘူးတယ်နော်ကျဝုံတွေ့လားသူကမသိဘူးလေဒါဆရာဟေတုသံမယုတ်တကနော်ဝုံတော့တိတ်တယ်ဇေဂရုရဘာအဲ့ဒီတိုင်းညလေးမနဲ့စောချင်သူကကျွတ်နေဟောသူချင်းကိုက်ရှာတာဟိုရက်ွက်တယ်ဆိုတော့ချင်းကိုက်တော့အဲ့ဒါရခတ်တာခတ်တော့ဆိုဒီတိုင်းရကြားနေရမလုပ်ပါနဲ့ဆရာတို့မင်းတို့ရှိတယ်ပဲဘာရက်တောင်မှမခတ်ဘူးချွေးတွေတတိကြလဲချမ်းလဲဒီပုံစံပဲအိုက်လဲဒီပုံစံချွေးတတိကြဘာဖြစ်လဲဥရတီးပြီးတော့တရားကိုလေးစားတဲ့အနေနဲ့ဒါကြောင့်မလို့ဒီကတတ္တမဗျူဟာဓမ္မယုံကမညီမများကိုပြောခဲ့ပါတယ်ဘယ်လိုတဲ့လဲနာမည်နဲ့တော့လိုက်ပါတယ်ကွယ်ယောဂီ